ကူပြောင်းရမှာကြောက်လန့်နေခြင်းဆိုတာဘာဖြစ်လို့လဲဆိုတာမြတ်စွာဘုရားရှင်းပြလူဘဝပျော်မွေ့နေခြင်းဟာလူဘဝရဲ့အပြစ်ကိုသေးသေးချာချာမမြင်လို့ဟာတဲ့ယဟန်ဘဝကိုတွေးကြည့်လို့ကြောက်เสียလို့မြင်နေခြင်းဟာယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေပါအပြစ်ခြင်းလူဘဝရဲ့အပြစ်ကိုသေချာမြင်ခြင်းယဟန်ဘဝရဲ့အကျိုးကျေးဇူးကိုသေချာသိပြီဆိုလို့ရှိရင်တော့ယဟန်ဘဝရဲ့ငြိမ်းချမ်းမှုဆိုတာမျက်နှိုးလာမှာပါမြတ်စွာဘုရားရှင်းပြတယ်ငါကိုယ်တိုင်လည်းဒီလိုခံစားခဲ့ရတယ်ခံစားခဲ့ရတဲ့အခါကျတော့ငါစိတ်ကငါပြင်လိုက်တယ်လူဘဝကာမဂုဏ်အာယုန်နဲ့နေတဲ့ဘဝဟာဘယ်လိုအပြစ်နာစာတွေရှိတယ်လဲဆိုတာအလေးနဲ့ထားစဉ်းစားကြည့်ပြီးအပြစ်တွေကြည့်လိုက်တဲ့အခါအပြစ်တွေကိုကောင်းကောင်းကြီးမြင်သွားတယ်ကောင်းကောင်းကြီးမြင်သွားပြီဆိုရင်စွန့်လွတ်နိုင်သွားပြီနော်ဒါဟာနီလန်းတစ်ခုပဲနီလန်းတစ်ခုပဲအရက်ကြိုက်တဲ့လူတယောက်အရက်ဖြတ်ဖို့ဆိုလို့ရှိရင်အရက်ရဲ့အပြစ်ကိုစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်အရက်ပြတ်ခြင်းရဲ့အကျိုးမှန်မှန်ကန်ကန်နားလည်ဖို့လိုအပ်တယ်ပေါ့အပြစ်မြင်ခြင်းအကျိုးကိုသိခြင်းဒီနှစ်ခုမှတစ်စုံတစ်ခုကိုစွန့်ပယ်ခြင်းတစ်စုံတစ်ခုကိုရယူခြင်းဆိုတာလုပ်နိုင်မယ်တဲ့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာမြတ်စွာဘုရားကပြန်ရှင်းပြတယ်ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုသေးသေးချာချာလေ့လာဆန်းစစ်ပြီးတော့ကြည့်တော့မြင်လာတဲ့အခါမှာတဲ့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြင်လာသည့်အတွက်ကြောင့်စွန့်ဖို့အတွက်အင်အားရရတာတခါယဟန်ဘဝကိုကူးပြောင်းဖို့အတွက်ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေဘယ်လိုကောင်းတယ်ဘယ်လိုငြိမ်းချမ်းတယ်ဆိုတာတွေသေးသေးချာချာအကျိုးကျေးဇူးတွေသိတဲ့အခါကျတော့ယဟန်ဘဝကို6ကဘာကြီးလို့ကြောက်เสียလို့မမြင်တော့ဘူးတဲ့ယဟန်ဘဝကိုနှစ်သက်เสียမျက်နှိုးเสียဖြစ်မြင်ခဲ့ပြောင်းလဲသွားပုံပြောပြတာနော်ပြောင်းလဲသွားကိုယ့်ကိုယ်တစ်စုံတစ်ခုကိုပြောင်းလဲမယ်ဆိုရင်အဲ့ဒီနည်းနဲ့ပြောင်းလဲရမှာအဲ့ဒါကိုမြတ်စွာဘုရားစံနမူနာထားပြီးတော့စံ9ပါးအဆင့်ဆင့်ပြောင်းလဲပြီးတော့သွားဖို့ပထမဇန်ရတယ်ပထမဇန်ရပြီပထမဇန်ကဒုတိယကိုတက်ချင်လာပြီဆိုရင်ပထမဇန်ရဲ့အပြစ်တွေကိုမြင်ရပထမပြန်ဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့အလွန်နီးတယ်အလွန်နီးသည့်အတွက်ကြောင့်အဲ့ဒီအတွေးတွေပေါ်လာနိုင်တယ်မထိမ့်သိမ့်နိုင်သေးဘူးမလုံးကြုံနိုင်သေးဘူးဒါဟာပထမဇန်ရဲ့အာနေချက်ပဲပျော့ကွက်တွေပဲအဲ့ဒီအပြစ်တွေကိုရှုလိုက်တဲ့အခါပထမဇန်ကိုမလိုချင်တော့ဘူးရှေ့ဆက်ချင်တယ်ဆိုတဲ့အတွေးတော့ဒုတိယဇန်ရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားလိုက်တဲ့အခါအဲ့ဒီကာမဂုဏ်အာယုန်အတွေးတွေဟာဒုတိယဇန်ကဝေးတယ်ဝေးသည့်အတွက်ကြောင့်ပို့ပြီးတော့ချမ်းသာမယ်ပထမဇန်ရဲ့အပြစ်ဒုတိယဇန်ရဲ့အကျိုးဒီနှစ်ခုနှိုင်းရှင်ပြီးတော့ဒုတိယဇန်ပေါ်မှာပိုမျက်နှိုးလာတဲ့အခါပထမဇန်ကိုအလွယ်တကူနဲ့ဆုံးလို့ရသွားတယ်ဒီလိုဆုံးလို့တာနော်ထို့တူပဲဒုတိယဇန်ကိုဆုံးညင်တယ်တတိယဇန်ရဲ့အကျိုးကိုဆင်ញင်တယ်အပြစ်နဲ့အကျိုးအမြဲတမ်းဆင်ញင်စဉ်းစားပြီးတော့ကိုဆုံးလို့ရမယ့်အရာရဲ့အပြစ်ရယူရမယ့်အရာရဲ့အကျိုးတရားကိုဆင်ញင်စဉ်းစားပြီးတော့ဒီလိုပဲတစ်ဆင့်ချင်းမြင့်တင်ပြီးတော့မိမိဘဝကိုပြင်ဆင်သွားတဲ့အကြောင်းမြတ်စွာဘုရားကဟောတာအဲ့ဒီတပုဒ္ဒသုတ်ဆိုတာအကျယ်ကြီးပဲအဲ့ဒီတပုဒ္ဒသုတ်ရှင်အာနန္ဒာနဲ့စကားပြောပြီးမယ်လို့တပုဒ္ဒတခါကြီးကအနန္ဒမှာထိုင်နေတာအဲ့ဒါမြတ်စွာဘုရားနဲ့တပုဒ္ဒတခါကြီးတို့ပြန်လီဆုံတွေ့တဲ့နေရာမှာဟောပြောတဲ့သုတ်တန်တစ်ခုပဲဆိုတော့ဒီတခါကြီးကပိဋကစာပေရပြောမယ်ဆိုလို့ရှိရင်တော့ရန်ကုန်မြို့ကတော့ဟုတ်ပုံမရဘူးနော်ရန်ကုန်မြို့ကဟုတ်ပုံမရဘူးဖရာအနိပါဏမှာပဲသူနေတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ပေါ့ညီလှုပ်တဲ့ပုဂ္ဂိုလ်ကလည်းဖရာနာမှာတန်ဃာတွေကြားထဲမှာယဟန္တာဖြစ်သွားပြီအဲ့တော့သူတို့ကပိဋကစာပေထဲမှာတပုဒ္ဒဗန္လိကအနေနဲ့လာတယ်ဒါကိုဘာဖြစ်လို့ရွှေတကုံသမိုင်းဆရာတွေကတပုဒ္ဒနဲ့ဗန္လိကကုံတယ်ညီနောင်ကနေပြီးတော့ဒီနော်အတိတင်္စနာမျိုးဆိုတာလဲရန်ကုန်မြို့ရဲ့မြို့ဟောင်းနာမည်ဘောမျိုးယူပြီးတော့ရေးထားတာအဲ့ဒါလို့ရေးထားတာရွှေတကုံသမိုင်းအရာမှန်ကန်တာရှိသလားလို့ဆိုတော့တခုတော့တွေးတောစရာရှိတယ်သမိုင်းကြောင်းလေနော်ဒါက
ပိဋကစာပေမှာလာတဲ့အထဲမှာတစွန်းတစမပါဘူးသူတို့ဇေရီတဲတယ်ဆိုတာတစွန်းတစမပါဘူးလုံးဝမပါဘူးဒီမှာစဉ်းစား